ဒီလူတွေကိုမြတ်စွာဘုရားဘလို့ထူးခြားတာတော့ဘလို့အံ့ဩစရာကောင်းတာတော့မြတ်စွာဘုရားကိုယ်တော်တိုင်ငါဟာအံ့ဩစရာကောင်းတဲ့လူသားတစ်ယောက်ဖြစ်တယ်လို့ပြောခဲ့တဲ့ဒေသနာတစ်ပုဒ်ရှိနောက်ကိုခိုင်တော်ကြီးအင်္ဂုတ္တပါဠိတော်စတုကနိဗ္ဗာန်ထဲမှာတထာဂတဣစရိယသုတ်တံနှစ်ပုဒ်ရှိတထာဂတဣစရိယတထာဂတဆိုတာရှိဘုရားတို့နီးလို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားသူ့ကိုယ်သူညွှန်းတာပေါ့နော်တထာဂတဣစရိယဆိုတာမဖြစ်စဘူးဖြစ်လာတဲ့ထူးကဲတဲ့လက်ဖြစ်တီး၍အံ့ဩခြင်းကထိုက်တဲ့ပုဂ္ဂိုလ်ဣစရိယနော်တထာဂတဣစရိယသုတ်တံအဲ့ဒီသုတ်တံမှာမြတ်စွာဘုရားသူဟာဘလို့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ဆိုတာကိုပြောပြတယ်အဲ့ဒီသုတ်တံကိုဘုန်းကြီးကအလွန်ကိုသဘောကျတော့ဦးသိငယ်ဘဝတည်းကစအဲ့ဒီသုတ်တံလေးကိုအလွတ်ကျက်ထားသူက၄ချက်မြတ်စွာဘုရားပြောတယ်တတ္တလောကမှာရှိကြတဲ့လူတွေနတ်တွေတလိษံလောကအပေဘုံလောကစကားတွေထည့်မပြောဘူးဆိုကြပါစို့နော်အဲ့ဒီလူတွေနတ်တွေဟာဘလို့သဘောတဘာဝရှိတယ်လေမြတ်စွာဘုရားကဘလို့သဘောတဘာဝရှိတယ်လေမြတ်စွာဘုရားနဲ့လူတွေနတ်တွေတရားတွေနဲ့ဘယ်နေရာမှာအကြီးအကျယ်ကွဲပြားခြားနားနေတယ်လေတတ္တလောကကြီးကိုမြတ်စွာဘုရားကဘလို့ပြောင်းလဲပေးခဲ့တယ်လေကောင်းတဲ့ဘက်မှာအပြောင်းလဲကိုဖြစ်စေနိုင်မှာဘုန်းကြီးတို့အပေါ်ရင်ကြည့်မယ်ဆိုရင်လေလူတယောက်ရဲ့တန်ဖိုးဆိုတာလူဝန်းကျင်ကြီးတစ်ခုလုံးလူသားလောကကြီးတစ်ခုလုံးကိုကောင်းတဲ့ဘက်မှာအကြီးအကျယ်ပြောင်းလဲစေနိုင်မယ်ဆိုရင်ဒီလူဟာလူထက်လူဟုတ်တယ်မဟုတ်လားကောင်းတဲ့ဘက်မှာအများကြီးပြောင်းလဲသွားလူလောကကြီးကိုအပြောင်းလဲလုပ်ပလိုက်တယ်နော်ဆိုးတဲ့အခြေအနေကနေကောင်းတဲ့အခြေအနေရအောင်ပြောင်းနိုင်ဖို့ပြောင်းတယ်ဆိုတာလည်းမကောင်းတဲ့ဘက်ပြောင်းသွားတာကိုပြောတာမဟုတ်ဘူးနော်ရုံညံ့တဲ့အခြေအနေကနေမြင့်မြတ်တဲ့အခြေအနေကိုပြောင်းသွားနိုင်ဖို့နော်အပြောင်းလဲလုပ်ပေးတယ်အဲ့ဒါမြတ်စွာဘုရားအဲ့ဒါလေးကိုဘယ်လိုပြောတော့ဆိုတော့နံပါတ်1အာလေယရမဘိက္ခွေပဇာအာလေယရတအာလေယတမ္မုဒိတာဟောဒီတရားဝါတွေအကုန်လုံးဟာတဲ့ဒီအာယုန်တွေဒီဘဝတွေပေါ်မှာလိုလားတောင့်တတဲ့လောဘနဲ့ပဲပျော်နေကြတယ်ညိကတ်တန်ရောစင်တွေရစ်ပတ်နှောင်ဖွဲ့ပြီးအာလေယဆိုတဲ့တရားရှိအာလေယဆိုတော့လောဘကိုပြောကျတို့တခုကိုတန်ရောစင်မပြတ်ဘူးစိတ်ထဲမှာမပြတ်ဘူးတော့ငါအာလေယမပြတ်သေးဘူးကွာပြောရတယ်ရှိရင်နော်ဒါကိုလုံးဝစိတ်ထဲမရှိတော့ဘူးဆိုပါတော့အာလေယပြတ်သွားပြီသူဘာဖြစ်နေလဲအာလေယဆိုတဲ့စကားလုံးလေးတုတ်တယ်နော်ကုဒီမာမြတ်စွာဘုရားအဲ့ဒါလေးခေါ်တယ်အာလေယရာမဘိက္ခဝေပဇာယဟန်တို့ဟောဒီတရားဝါတွေဟာအာလေယရာမအာလေယမှာပျော်နေကြလောဘနဲ့ပျော်နေကြတာလို့ပြောတာဟောလေးမြင်လဲရခြင်းနဲ့ဒါလေးကြားလဲရခြင်းနဲ့ရခြင်းနဲ့ဟုတ်လားအခုလမ်းတစ်လျှောက်လုံးလည်းပဲလက်ဘွားပြန်တောင်းတဲ့လူနဲ့ဟုတ်လားအလုတ်ကလေးလုတ်ပြပြီးတောင်းတဲ့လူနဲ့နီးမျိုးစုံနဲ့မလုပ်နဲ့တော့တောင်းနေတယ်အဲ့ဒါဘာလုပ်နေရခြင်းပေါ့နော်တရားဝါတွေရဲ့ရခြင်းတဲ့စိတ်ကိုငုံငုံကြီးပေါ်နေပါနော်တမြတ်စွာဘုရားတရားဝါတွေအကုန်လုံးဟာဒီရခြင်းနဲ့အနေထားလေးနဲ့ပဲပျော်နေတာရခြင်းတာလေးရအောင်လုပ်လိုက်ရလိုက်နောက်ထပ်ရခြင်းလိုက်ရအောင်လုပ်လိုက်ဟင်ကုသဝင်းကြီးဟုတ်လားအားနဲ့ပျော်တယ်ဒီရခြင်းတာနဲ့ပျော်နေရခြင်းတာနဲ့ပျော်တယ်ရတာနဲ့ပျော်တယ်ရတော့လဲလောဘကငြိမ့်သလားမငြိမ့်ဘူးဒါလေးကိုတားရတာလောဘနှမျိုးရှိတယ်မရသေးတာကိုရခြင်းတာရဲ့ရပြီးသားကိုကျင့်တတ်နေတာအဲ့တော့မရသေးတာကိုလည်းကျွတ်တော့ရခြင်းရပြီးသားလည်းမစွန့်နိုင်အဲ့လိုတော့နော်အဲ့ဒါမြတ်စွာဘုရားအာလေယရာမဘိက္ခွေပဇာအာလေယရတ္တအာလေယတမ္မုဒိတာတရားဝါတွေဟာလောဘနဲ့ပျော်နေရတယ်သူတို့မှပျော်စရာဆိုလို့ဟောဒီလောဘလေးပဲရှိနော်အာယုံမှာတွဲပြီးတော့နားလေရမယ်ပေါ့ဟုတ်လားအာယုံတွေလည်းရှိတယ်ကျွတ်တို့မှာအဲ့ဒီအာယုံတွေကိုနှစ်သက်တဲ့သဘောကြတဲ့အာယုံတွေနဲ့နေရတာကိုတခါလဲစိတ်တိုင်းကြနေတဲ့လောဘလည်းရှိတလောကလုံးအဲ့ဒီတိုင်းနေအဲ့ဒါမြတ်စွာဘုရားပွင့်လာပြီဆိုတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒါကိုပြောင်းပြန်လှန်ပြစ်အာလေယရာဘိက္ခွေပဇာတအာလေယတမ္မုဒိတာသာတထာဂတေနအနာလေဓမ္မေဒေတိယမာလိဟောဘုရားပွင့်လာတထာဂတပေါ်လာတယ်လူဇံပေါ်လာတယ်ပြောကြပါစို့နော်ပေါ်လာတဲ့အခါကျတော့သူဘာပြောတော့ဆိုအနာလေဓမ္မေဒေတိယမာလိလောဘကင်းကြောင်းလောဘမကောင်းဘူးလောဘကြောင့်ဖြစ်တဲ့ဒုက္ခတွေကများလွန်းတယ်ဒါကြောင့်ဒီလောဘကိုမင်းတို့ဖြတ်တောက်ပြရမယ်ဒီလောဘကိုပယ်ရှားနိုင်အောင်ကြိုးစားရမယ်အစရှိသဖြင့်လောဘရဲ့အပြစ်ကိုပြပြီးတော့လောဘကင်းခြင်းရဲ့အကျိုးကိုပြပြီးတော့ဒီလောဘကိုနှီးမျိုးစုံနဲ့တနည်းအားဖြင့်နှီးမှန်လမ်းမှန်နဲ့
လောဘမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့လောဘပယ်ရှားကြောင်းတရားဒေသနာကိုမြတ်စွာဘုရားဟောတယ်သာတထာဂတိနအနာလေဓမ္မေဒိဋ္ဌိယမလေးနော်အနာလေယဓမ္မတရားတွေကအာလေယမှာပြောတယ်မြတ်စွာဘုရားဟောတဲ့တရားကဆန့်ကျင်ဘက်အနာလေယဓမ္မအနာလေယဓမ္မဆိုတော့ပြောရတယ်လောဘကင်းကြောင်းတရားအဲ့ဒီတရားကိုဟောတဲ့အခါကျတော့အံ့ဩစရာပဲတဲ့သုတ်တုတတိသောတံဩရဟတိအညာစိတ်တံဥပထပင်တိသောသောကလောဘနွန်ထဲမှာခေါင်းဆိုင်ပြီးတော့နစ်နေကြတဲ့တရားတွေအကုန်လုံးကမြတ်စွာဘုရားလောဘကင်းကြောင်းတရားဟောလိုက်တဲ့အခါကျတော့အမေသူတို့စိတ်ဝင်စားတယ်အခုဥဒ္ဒမကြီးစိတ်ဝင်စားတယ်ဟုတ်လားစိတ်ဝင်စားရနော်ဆိုတော့တစ်ချောင်းလုံးဒီပြင်အာယုံနဲ့နေတာအခုဒီမြတ်စွာဘုရားတရားဟောလိုက်တဲ့အခါကျတော့ဩဒါဟုတ်ဘာလို့တော့စိတ်ဝင်စားတယ်သုတ်တုတတိနားထောင်ခြင်းနဲ့သောတံဩရဟတိနားကိုစွန့်ထားတယ်အညာစိတ်တံဥပထမင်တိတိလို့စိတ်ကိုအလုံးမထက်ထက်တန်တန်ဖြစ်ပေါ်နေတယ်အဲ့ဒါဘယ်သူ့စွမ်းတော့ဆိုတော့မြတ်စွာဘုရားရဲ့စွမ်းနော်သာတထာဂတိနာဥပတမိကိအနာလီဓမ္မေဒိဋ္ဌိယမဏိသုတ်တုတတိသောတံဩရဟတိအညာစိတ်တံဥပထမင်တိအဲ့ဒါဟာမြတ်စွာဘုရားရဲ့နံပါတ်1အံ့ဩစရာကောင်းတဲ့အချက်မြတ်စွာဘုရားရဲ့ထူးခြားချက်ဆိုတာအဲ့ဒါလောဘနွန်နဲ့နေနေတဲ့တရားတွေကိုကဲမင်းတို့ဒီဘက်ပြန်လှည့်လိုက်အောင်အဲ့လိုလုံးနိုင်စွမ်းတာဟာဘုရားတစ်ပါးပဲရှိခုဘုန်းကြီးပြောနေရလည်းပဲမြတ်စွာဘုရားရဲ့စကားကိုပြောတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်စကားလည်းတစ်လုံးမှမပါဘူးဟုတ်တယ်မဟုတ်လားအဲ့တကယ်လို့ဒီလူတွေကလောဘကင်းကြောင်းတရားကိုစိတ်ဝင်စားတယ်ဆိုရင်လည်းပဲဘုန်းကြီးအစွမ်းလည်းမဟုတ်ဘူးဒီလူတွေရဲ့အစွမ်းလည်းမဟုတ်ဘူးဘယ်သူအစွမ်းမြတ်စွာဘုရားရဲ့အစွမ်းဒါကိုမြင်ရမယ်နော်အဲ့ဒါကိုမြတ်စွာဘုရားထောက်ပြတာတထာဂတဣစရိယမြတ်စွာဘုရားရဲ့အံ့ဩဖွယ်ရာ၄ချက်တည်းအဲ့ဒါနံပါတ်1အချက်ပဲဒီလိုနည်းနည်းတဲ့အကြောင်းအရာတွေကိုဘုန်းကြီးကသဘောကျတယ်ဒီလူတွေလည်းပဲသဘောကျသေးတယ်လို့ပြောပြတယ်နော်ကိုခိုင်စောကြီးဒါပထမမြတ်စွာဘုရားရဲ့တထာဂတဣစရိယဒုတိယဣစရိယဘာတော့ဆိုတော့မာနာရာမဘိက္ခွေပဇာမာနရတ္တမာနသမုဒိတာနောက်ဟာဒီကြောင့်လွဲသွားပြီတရားတွေဟာရှင်းပြိုင်းနေရတာကိုအလွန်ပြောတယ်သူကဘာငါဘာဆိုအထင်လေးနဲ့အယံပြောတယ်မာနဆိုတာအထင်ပဲလေထင်ပြီဆိုတာနဲ့ကိုကတော့အဆင့်တစ်ဆင့်ဆင့်မှာရောက်သွားမှာဟုတ်လားသူလည်းမြင်သလားသို့မဟုတ်နှိမ့်သလားဒန်းတူလားဘာလားညာလားပေါ့ဟိုကလားလေးတွေတွေ့တဲ့ခါဘယ်လိုမြင်တော့ဟောလေနှုံချလိုက်တဲ့ကောင်တွေကွာဆိုကိုကတော့တနေရာသူတို့တဲ့အထက်တော့နည်းနည်းတော့ရောက်သွားနော်ဟုတ်တယ်မဟုတ်လားဦးတော်မိုင်းတတရရဝိသလာတဲ့လူတွေမြင်တဲ့အခါကျတော့သူတို့ကမစိုးပဲဆိုတော့ဒန်းတူလို့ထင်လိုက်သလားဒါမှမဟုတ်ငါတို့ကသူလောက်တော့မရှိဘူးနဲ့တူတယ်ဆိုရင်ကိုယ်ဘာဖြစ်သွားပြန်ပြီတော့အောက်ကျသွားပြန်ပြီနော်ဘယ်သူကလှုပ်တယ်အဲ့ဒီအထင်တယ်မာနလှုပ်နော်မာနဆိုတာအဲ့ဒါကိုပြောတာဟုတ်လားတရားရောက်ကိုမြင်လိုက်တာနဲ့တခုခုကိုကြုံလိုက်တာနဲ့စိတ်ကရှင်ပြီးသားနှိုင်းပြီးသားငါပါသူအပါဆိုအဲ့ဒါတကယ်တမ်းလေးလံတယ်အဲ့ဒါကိုသတိထားကြည့်ကောင်းမှုသူကဟုတ်လားအဲ့ဒါတရားတွေကမကောင်းလို့လားမကောင်းတာအဲ့ဒါနဲ့ပဲပြောနေတာတဲ့ဟုတ်တယ်လူချင်းချင်းတွေ့ရင်အဲ့ဒီနယ်လဲအရင်ကျယ်နော်စီဝါရေးလောကလဲစီဝါရေးလောကမှာဘာလောကတိုင်းမှာဘာလုပ်နေတော့ရှင်နေကြတာပဲလေဟုတ်တယ်မဟုတ်လားပြိုင်နေကြတာပါနော်အဲ့ဒီရှင်ပြိုင်မှုကိုဘာပဲညာပဲမှတ်ထင်မှုဒီမာနနဲ့ပျော်နေကြတဲ့တရားတွေသူတို့မှပျော်စရာဆိုလို့ဒီမာနလေးပဲရှိဘုန်းကြီးအဲ့လိုလေးလည်းပြောလိုက်ချင်နေဟုတ်လားပျော်စရာအသိဉာဏ်လည်းတိတ်ပြီးတော့ကောင်းမရှိနော်လိုချင်ရင်းနဲ့ပျော်မယ်အခုဒုတိယဘာတော့မာနနဲ့ပျော်မယ်ဘာပဲညာပဲမှတ်ထင်ရင်းနဲ့ပျော်နေအထင်တစ်လုံးနဲ့ပျော်နေတယ်ဟုတ်လားဥအိခဏနာပျော်နေအထင်တွေပါကိုတော့ဟုတ်လားတကယ်မဟုတ်ဘူးပေါ့နော်တကယ်မဟုတ်ဘူးနော်စိတ်ကတော့သူထင်းနေတာဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားပွင့်လာတဲ့အခါမှာသာတထာဂတိနမာနဝိနည်းဓမ္မေဒိဋ္ဌိယမဏိမာနကင်းကြောင်းတရားကိုမြတ်စွာဘုရားဟောတယ်ဒါတွေကလွဲမှားနေသူ့ကိုလည်းဘာလို့ထင်းမနေနဲ့ကိုယ်ကိုလည်းဘာလို့ထင်းမနေနဲ့တကယ်ကဘာမှမဟုတ်ဘူးယုံနာဒုက္ခဖြစ်နေတာသူကနော်တကယ်ကဘာဖြစ်နေတာဒုက္ခဖြစ်နေတာကျွတ်တော့အဲ့ဒါကိုနားကိုမလဲဘူးနားမလဲတဲ့အခါကျတော့ထင်းနေတာမနော်အဲ့ဒါလိုမြတ်စွာဘုရားမာနမှာပျော်ရတဲ့တရားတွေကိုမာနကင်းကြောင်းတရားလည်းဟောလိုက်ရောစောသောကမာနနဲ့ပျော်နေတဲ့တရားကမာနကင်းကြောင်းတရားကိုဘာဖြစ်တော့စိတ်ဝင်စားတယ်ဆိုလိုတာကမြတ်စွာဘုရားဟာမာနနဲ့ပျော်တဲ့တရားကိုမာနကင်းကြောင်းတရားမှာစိတ်ဝင်စားလာအောင်လုပ်နိုင်စွမ်းရှိတယ်ဘုန်းကြီးကတော့လေးလေးနက်နက်စဉ်းစားကြည့်တယ်ဘာဖြစ်လို့မြတ်စွာဘုရားအဲ့ဒီလိုဆွဲဆောင်နိုင်တာတော့ဆွဲဆောင်တယ်ဆိုတဲ့စကားလုံးလေးသုံးကြည့်လိုက်မယ်အဲ့လိုဆွဲဆောင်နိုင်တာဘာနဲ့ဆွဲဆောင်တာဆိုတော့
အမှန်တရားကိုပြပြီးတော့ဆွဲဆောင်တယ်လို့ထင်နော်အမှန်တရားဟာဆွဲဆောင်မှုအကြီးဆုံးပဲလို့ဘုန်းကြီးကအဲ့လိုပြောခြင်းတယ်နော်မှန်ပြီဟဲ့ဆိုရင်ကျန်တာသိတန်ဖို့မရှိတော့ဘူးအဲ့ဒီမှန်တဲ့ဟာအကောင်းဆုံးပဲတကယ်ကဟုတ်တယ်မို့လားဒါတော့အကျိုးအကြောင်းအကုန်လုံးပြတာလေလောဘရဲ့အပြစ်ပြဒါတကယ်အမှန်တရားပဲတကယ်ဆင်းရဲတာပဲပူလောင်တာပဲမာနဖြစ်တယ်တကယ်ဆင်းရဲတာပဲပူလောင်တာပဲမှန်လို့မို့တရားဟာမှန်တာကိုကြိုက်တယ်ဒါပေမဲ့အဲ့ဒီအမှန်တရားကိုပြနိုင်စွမ်းရှိတာဘယ်လိုလဲမြတ်စွာဘုရားဒါကြောင့်မြတ်စွာဘုရားအံ့ဩစရာကောင်းတယ်ဆိုတာအဲ့ဒါကိုပြောတာနော်ဘယ်နှချက်ရှိနှစ်ချက်ရှိနော်နောက်တတိယအနုပသမရာမဘိက္ခွေပဇာအနုပသမရတအနုပသမတံမုဒိတာတရားတွေဟာတတိယဘယ်မှာပြောနေကြတော့ဆိုတော့မငြိမ်းမချမ်းပူပူလောင်လောင်နေရတာမှပြောရတယ်တဲ့ရုံနိုင်စရာတော့မရှိဘူးဟင်ကိုခိုင်စောကြီးပါဇက်ကတော့ပြောတာပဲငြိမ်းအေးခြင်းတယ်ဟုတ်လားဒါပေမဲ့တကယ်စိတ်ကပဲပြောတာပူပူလောင်လောင်နဲ့ပဲပြောတာအာယုန်လေးဆိုတာတကယ်ပူတာပဲလေသူတို့ရှုပ်ရှုပ်ထွေးထွေးတွေသွားဟိုဟာကြည့်ဒီဟာကြည့်ဟိုဟာနတ်တောင်ဒီဟာနတ်တောင်ပဲပြောမငြိမ်းမချမ်းပဲပြောတာစိတ်ကတွေးရင်လည်းပဲပူလောင်စရာတွေပဲတွေးနေတာပဲများတာပဲလေဟုတ်တယ်မို့လားဟင်တော်ရင်အေးကြီးဟောတာအကြောင်းကိုဘဇူကဇွတ်ရောက်တွေးဆိုပြီးတော့ဇွတ်အတင်ကိုယ်စိတ်ထဲထည့်ပေးတယ်လေဘဇူမှထည့်မပေးဘူးကိုယ့်အကိုပါတော့ပူခြင်းလွန်းလောင်ခြင်းလွန်းလို့ကိုမဖြစ်မနေစိတ်ထဲကိုယ့်အကိုလို့တော့ထည့်တာကိုမတွေးခြင်းရင်မတွေးလို့ရတာပဲကိုယ်ဘဇူမှအတင်းအကျပ်ချုပ်ကန်ပြီးတော့မင်းဒီပူစရာတွေတွေးလို့ခိုင်းတာမရှိပါဘူးဟုတ်တယ်မို့လားဒါပေမဲ့ကျွတ်တို့ကိုယ်တိုင်းကိုယ်စားဘယ်လိုဖြစ်နေအပူကြိုက်ကြီးတွေဖြစ်နေနော်အပူကြိုက်အရှုပ်ကြိုက်ဟုတ်မဟုတ်ကိုပြန်စဉ်းစားနော်ဒါမြတ်စွာဘုရားပြောတာနော်အနုပသမရာမဘိက္ခွေပဇာအနုပသမရတတရားဝါတွေဟာပူလောင်မှုမှပြောတယ်မငြိမ်းချမ်းမှုမှပြောတယ်လှုပ်ခတ်ပြီးတော့တခါလဲဆင်းရဲနေရရင်ဟုတ်တယ်ထင်နေတာဟုတ်လားအဲ့ဒါဘုရားပွင့်လာတဲ့အခါကျတော့သာတထာဂရိဏဩပတမိကေဓမ္မေဒိဋ္ဌိယမနေသုတ်တုတတိသောတံဩရတိအညာစိတ်တံဥပထပင်တိငြိမ်းအေးကြောင်းတရားမြတ်စွာဘုရားဟောလိုက်တယ်သောသောကမငြိမ်းချမ်းမှုမှာပျော်တဲ့တရားဟာငြိမ်းချမ်းကြောင်းတရားလည်းဟောလိုက်ရောခေါင်းထောင်လာတယ်စိတ်ဝင်စားလာတယ်သိကျင်တဲ့စိတ်ပြင်းပြလာတယ်နားဆိုင်ထောင်လေ့လာတယ်ဟောကျတို့အခုအဲ့ဒါလုပ်နေတာနော်ဘုစုအစွမ်းကြောင့်အဲ့လိုလုပ်နေတာဘုရားအစွမ်းကြောင့်ဘုရားကလောကမှာမပွင့်ခဲ့ဘူးဆိုရင်ဒါတွေကနားတွေကိုဘာမှဒီစကလုံးတွေလည်းရောက်လာစရာအကြောင်းလည်းမရှိဘူးဒီအကြောင်းအရာတွေစိတ်ထဲရောက်လာစရာအကြောင်းလည်းမရှိဘူးဒီတိုင်းကိုပိတ်နေခြင်းလို့နေဖြစ်လို့ဖြစ်နေမှာပဲဟုတ်တယ်မို့လားဒီလောဘတွေမာနတွေပူလောင်မှုရှုပ်ထွေးမှုတွေနဲ့ပဲသွားနေမှာအခုဒါလေးတွေကိုအစအနရထားတဲ့ဂျားထဲမှာတောင်ကျွတ်တို့ဒီဟာနဲ့ပဲဆက်ပြောနေတာမဟုတ်လားတရက်24နာရီကုန်တယ်အိတ်တဲ့အချိန်ကိုနှုတ်လိုက်ကျန်တဲ့အချိန်တွေထဲမှာဘာနဲ့ပြောတာများအာလျာနဲ့ပြောရင်ပြောမယ်မာနနဲ့ပြောရင်ပြောမယ်အခုပူလောင်မှုနဲ့ပြောမယ်သူတို့ကငါအချိန်ပေးပါအောင်ဟိုတရားတွေကလည်းငါအချိန်ပေးပါအောင်ကို့မဲ့အချိန်တော့မလောက်ဘူးမာနအတွက်ပေးလိုက်ရတဲ့အချိန်လောဘအတွက်ပေးလိုက်ရတဲ့အချိန်ဟုတ်တယ်မို့လားဒါမြတ်စွာဘုရားကိုကြည်ညိုတတ်ဖို့ဘုန်းကြီးကပြောပြတယ်နော်အဲ့တော့တတိယအချက်တရားဝါတွေကဘယ်မှာပြောတာတော့ပူလောင်မှုမှာပြောတယ်ငြိမ်းချမ်းမှုမှာပြောတယ်ဥပသမဆိုတာငြိမ်းအေးတာအနုပသမဆိုတာအဲ့ဒီငြိမ်းမှုရဲ့ဆန့်ကျင်တယ်ငြိမ်းအေးဟုတ်လားအဲ့ဒါမြတ်စွာဘုရားရဲ့တတိယမငြိမ်းချမ်းမှုမှာပြောကြတဲ့တရားဝါတွေကိုငြိမ်းချမ်းရေးတရားဟောလိုက်တဲ့အခါမှာအဲ့ဒီတရားဝါတွေစိတ်ဝင်စားလာတယ်အဲ့လိုလုံနိုင်စွာမြတ်စွာဘုရားမှာရှိတယ်ဒါပြောတာနော်နောက်၄ခုမြောက်အဝိဇ္ဇာကတာဘိက္ခွေပဇာအန္တဗုဒ္ဓပိယောနတ္တာတရားဝါတွေရဲ့သဘောကိုမြတ်စွာဘုရားဘယ်လိုမြင်တော့သူတို့ရဲ့စိတ်ကလေးကမသိမှုအမိုက်အမှောင်ထဲမှာပဲနေတာမသိမှုလေးကပဲမသိမှုကြီးကပဲသူတို့စိတ်ကိုဝမ်းချုံထားတာဥမာဥထဲမှာရှိတဲ့တရားဝါဥခွန်ကသူ့ကိုရက်၄မျက်နှာရက်10မျက်နှာအကုန်လုံးမလုပ်ထားတော့ပုံလွှမ်းထားတယ်ဘယ်နာလေးမှအချားပေါက်လေးတောင်မရှိဘူးအလင်းအောင်လေးဘယ်နာလေးကမှင်ပြပြလေးထိုးနေတယ်လို့တောင်မရှိဘူးပိတ်အကုန်လုံးသူ့ဝန်းကျင်တစ်ခုလုံးကဥကွန်ကသူ့ကိုပုံလွှမ်းထားတယ်ဘုန်းကြီးတို့ရဲ့စိတ်ကိုလည်းပဲပိတ်ဘယ်သူကပုံလွှမ်းထားတော့ဆိုရင်အဝိဇ္ဇာပုံလွှမ်းထားတယ်မသိသေးဘူးခုမသိသေးဘူးဆိုတာလေးသိအောင်ကြိုးစားတဲ့အခိုက်အတန့်လေးလောက်ပဲရှိအောင်မလို့ထင်နော်စဉ်းစားကြည့်နော်အဲ့တော့မြတ်စွာဘုရားကအဲ့ဒါလို့အဝိဇ္ဇာနဲ့နေကြတယ်အဝိဇ္ဇာဥကွန်ထဲမှာဖြစ်နေကြတယ်ဒီတရားဝါတွေကိုဒီအဝိဇ္ဇာပယ်ရှားကြောင်းတရားကိုလည်းဟောလိုက်ရတနည်းအားဖြင့်သိကြောင်းတရားကိုလည်းဟောလိုက်အဲ့ဒီတရားဝါဘာဖြစ်လာတော့စိတ်ဝင်စားတယ်နားထောင်နားဆိုင်အဲ့ဒါကိုဘုန်းကြီးကရည်ရွယ်ပြီးတော့ပြောတာစောစောစကလုံးတစ်လုံးကိုယ်စကလုံးလေးကိုလည်းပဲသဘောကျတယ်ကောင်းတဲ့ဘက်ကိုပြောင်းလဲပြင့်နိုင်တယ်လောကကြီးတစ်ခုလုံး
ကောင်းတဲ့ဘက်ကိုပြောင်းလဲသွားအောင်မြတ်စွာဘုရားအစွမ်းဆောင်နိုင်ဆုံးလို့ပြောလို့ရတယ်ဟုတ်လားဒါပဲတစ်ခုရှိတာပေါ့လေပြောင်းလဲနိုင်စွမ်းရှိတဲ့လူကပြောင်းလဲနိုင်စွမ်းရှိပြီမယ်လို့အပြောင်းခံရမဲ့တရားဝါကပြောင်းလို့ကိုမရတဲ့အနေအထားမျိုးဖြစ်နေရင်တော့မရဘူးတော့ဟုတ်တယ်မို့လားဘုရားလက်ထက်ကလည်းပဲဒါမြတ်စွာဘုရားတတ်တော်ထင်ရှားမြတ်စွာဘုရားနဲ့တွေ့တဲ့ပုဂ္ဂိုလ်တိုင်းပြောင်းလဲသွားတယ်လို့ပြောလို့ရလားမရဘူးတချို့ဆိုရင်မကောင်းတဲ့ဘက်တောင်ပြောင်းလဲသွားတာရှိသေးတယ်ဟုတ်တယ်မို့လားအဲ့တော့လူတစ်ယောက်ပြောင်းလဲဖို့ဆိုတာကသူ့ရဲ့ပင်ကိုက तू ကပြောင်းလဲနိုင်ပြောင်းလို့ရတဲ့အခြေအနေတစ်ခုဟုတ်သလားမဟုတ်ဘူးလားဆိုတာလည်းပဲလိုသေးတယ်လို့ဒါဘုန်းကြီးကတော့မြင်ကြည့်တယ်ဘဝစကားတစ်ခုရှိတယ်ကြောက်ခဲစီကြိတ်လို့စီမထွက်ဘူးတဲ့တော့ကြောက်ခဲကြီးပဲလေနှမ်းတို့မြေပဲတို့ကြိတ်မှထွက်မှာအဲ့ဒီနှမ်းတို့မြေပဲတို့ကလည်းကြိတ်မှထွက်မှာမကြိတ်ရင်မထွက်ဘူးဟုတ်ဟောတူဒီလိုနော်ကြောက်ခဲတို့ကြတော့ကြိတ်လဲထွက်သလားမထွက်ဘူးဒါကောင်းတဲ့ပေါ်တဲ့ဥမာတွေကိုပြောပြတာဟုတ်လားအဲ့တော့ကိုကကောင်းမြတ်တဲ့ဘက်မှာပြောင်းလဲခြင်းတယ်ဆိုလို့ရှိရင်ဒီပြောင်းလဲဖို့အတွက်မှန်ကန်တဲ့နီလန်းကိုကသိဖို့လိုတယ်ကိုယ့်ရဲ့ဉာဏ်တစ်ခုတည်းနဲ့ဘုန်းကြီးတို့မပြောင်းလဲနိုင်ဘူးဟုတ်လားကိုယ်ဒီကောင်းမြတ်တဲ့ဘက်ကိုပြောင်းလဲသွားဖို့အတွက်နိမန်လန်းမှာညွှန်ပြတဲ့သင်ပေးတဲ့ဆုံးမတဲ့ဒီဒေသနာတွေဘုန်းကြီးတို့တွေ့ဖို့လိုတယ်အဲ့ဒါတွေနဲ့တွေ့တိုင်းရောဒီလူတယောက်ပြောင်းသလားဆိုတော့မပြောင်းပါဘူးသူ့ရဲ့ပင်ကိုကသူကပြောင်းလို့ပြောင်းလဲနိုင်တဲ့လူဟုတ်ရဲ့လားမဟုတ်ဘူးလားဒါလည်းပဲရှိသေးတယ်သူ့ရဲ့စိတ်ကဘယ်လိုလဲဆိုတာရှိသေးတာဟုတ်လားအဲ့တော့ဘုန်းကြီးပြောနေတာကမြတ်စွာဘုရားကအလွန်ထူးခဲ့တဲ့ပုဂ္ဂိုလ်အလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်လို့ကျွတ်တို့တာမန်အဖြစ်သိထားကြတယ်အဲ့ဒါကိုအခုပိုးပြီးတော့လေးလေးနက်နက်အဲ့ဒီအတီကလေးကိုတိုးအောင်ကြိုးစားလိုက်တဲ့သဘောနော်ဒါမြတ်စွာဘုရားကိုယ်တော်တိုင်ဟောတာတထာဂတဣစရိယနော်ဒါကြောင့်မြတ်စွာဘုရားနော်သူကိုယ်သူငါဟာအလွန်ရဲရင့်တယ်လို့အဲ့ဒီဟောတဲ့ဒေသနာရှိတယ်အဲ့ဒီသုတ်တန်လေးလည်းဒီဘုရားဟောတော်မူတဲ့နေရာလေးမှာပြောတဲ့တယ်လို့ထင်အကျဉ်းမြင်လေးဘုံဘုံပြောပြမယ်ဝေတာရိဇသုတ်တန်ရှိတယ်ဝေတာရိဇကြောက်ရွံ့ခြင်းကင်းရဲတဲ့မြတ်စွာဘုရားဘလို့လူလဲဆိုတာကိုဘုန်းကြီးကပုံဖော်နေတယ်မြတ်စွာဘုရားမူရတဲ့နေရာလေးကမြင့်မြတ်တယ်ဆိုတော့ဘာလို့မြင့်မြတ်တာမြတ်စွာဘုရားမြင့်မြတ်လို့ပေါ့မြတ်စွာဘုရားဘလို့မြင့်မြတ်တာတော့ဟောအခုအဲ့ဒီမေခွန်းကိုပဲဘုန်းကြီးကဖြေနေမြတ်စွာဘုရားဘလို့မြင့်မြတ်တာတော့ဝေတာရိဇသုတ်တန်လည်းပဲအဲ့ဒီစတုကနိဗ္ဗာန်အင်္ဂုတ္ထိုထဲမှာပါကြောက်ရွံ့ခြင်းကင်းရဲတဲ့နေတိဟနာဒမြတ်စွာဘုရားစကားပြောရင်ချင်းသေးဟောက်တယ်လို့ပဲမြတ်စွာဘုရားသူ့ကိုယ်သူချင်းသေးနဲ့တူတယ်လို့ဟောတဲ့ဒေသနာတွေလည်းရှိတယ်တိဟသုတ်တန်ဆိုတာလည်းရှိတယ်အဲ့မှာနားလဲစေကျွမ်းကျင်အောင်နားလဲထားတဲ့သုတ်တန်တစ်ခုကအဲ့ဒီဝေတာရိဇသုတ်တန်ရဲရင်တော်မြတ်ဘုရားနဲ့အံ့ဘွယ်၄မျိုးဆိုပြီးတော့ဟိုတုန်းကပါကျုပ်ဆိုတော်ကြီးကြောင်းမှာဗုဒ္ဓနေ့လောက်တော့ဘုန်းကြီးဟောထားတယ်အဲ့ဒီတရားလေးလိုင်းပေါ်မှာရှိအခြေတုံးကနားထောင်ရင်အဲ့ဒီတရားလေးနားထောင်ကြည့်အခုကတွေ့လုံးကြုံလုံးလေးမှာစိတ်ထဲမှာမြင့်မြတ်တဲ့နှလုံးသွင်းမှုလေးတွေဖြစ်အောင်ဘုန်းကြီးကပြောပြနော်ဝေတာရိဇသုတ်တံဘာလို့မြတ်စွာဘုရားသူဟာကြောက်ရွံ့ခြင်းကင်းရဲတင်တယ်လေဘလို့ပိဋကကြားတယ်ပဲရောက်မြတ်စွာဘုရားကြောက်ရွံ့ခြင်းဆိုတာမရှိဘူးရဲရင်ဘာလို့အဲ့လိုရဲရင်ပြီးတော့ကြောက်ရင်ကင်းပြီးတော့ရဲရင်နေနိုင်တယ်လဲဆိုရင်ပထမတစ်ချက်မြတ်စွာဘုရားဝန်ခံတယ်တဲ့ငါဟာသဗ္ဗညုတဉာဏ်ကိုရတယ်အလုံးစုံကိုသိတယ်လို့မြတ်စွာဘုရားဝန်ခံတယ်အဲ့ဒါကိုတစုံတယောက်သောပုဂ္ဂိုလ်တစုံတယောက်သောနတ်တစုံတယောက်သောဗျမ္မာကမင်းဒီတရားလေးတော့မသိပါဘူးကွာလို့အကြောင်းယုတ်တိခိုင်လုံနဲ့လာပြီးတော့ထောက်ပြနိုင်တဲ့လူနတ်ဗျမ္မာငါဘယ်မှာမှမတွေ့ဟုတ်လားတရားလုံးစုံကိုသိတယ်လို့ဝန်ခံတဲ့ငါကိုဘယ်တရားလေးတော့မသိပါဘူးလို့ဘယ်လူဘယ်နဲ့ဘယ်ပြမာကမှအကြောင်းယုတ်တိခိုင်လုံနဲ့လာပြီးတော့စောတကတက်နိုင်တာမရှိအဲ့ဒါကြောင့်မြတ်စွာဘုရားရဲရင်ဟုတ်လားဒါတစ်ချက်နော်အားလုံးကိုသိတယ်လို့ဝန်ခံထားတယ်ဘယ်သူမှဒါလေးတော့မသိဘူးလို့မြတ်စွာဘုရားလာပြောနိုင်တယ်လို့မရှိမဟုတ်မတရားပြောတာတွေတော့ရှိမယ်ရှိနိုင်တယ်ဒါဒီမှာမြတ်စွာဘုရားစကားကိုတိတိကျပြောထားတယ်အကြောင်းယုတ်တိခိုင်မာနဲ့တဘာဝကြမှန်ကန်လာထောက်ပြပြောဆိုနိုင်တာတော့မရှိဘူးကိုယ်အပုတ်ချရင်လို့ဘယ်တရားတော့မသိပါဘူးလို့သူပြောရင်တော့ပြောမှာပေါ့ဒါပေမဲ့သူပြောတာခိုင်လုံတဲ့အကြောင်းပြချက်မရှိဘူးလို့ပြောတာဟုတ်လားဒါပထမတစ်ချက်နော်ဒုတိယတစ်ချက်ကဘယ်အာသောတရားဘယ်ကိလေသာတရားမှငါတဏ္ဍာမှာရှိမနေဘူးအာသောတရားကုန်ခန်းတယ်ခိနာသောတတိပရိဇာနောတော့
အာသောတရားကုန်တယ်လို့ဝန်ခံတဲ့ငါမှာဘယ်အာသောတရားလေးတော့ရှိပါတယ်လို့ဟောဘယ်လူဘယ်နဲ့ဘယ်မှာမှမြတ်စွာဘုရားကိုအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့လာပြီးတော့ထောက်ပြပြောဆိုနိုင်တာမရှိဘူးအဲ့ဒါကြောင့်ငါဟာကြောက်ရွံ့ခြင်းကင်းရေးတဲ့နဲ့နေရဒါဒုတိယအချက်ပေါ့နော်ဒါလေးတွေကစိတ်ထဲမှာပိုင်နေမှတ်လဲမမိစေခြင်းနဲ့ကျွမ်းကျင်ခြင်းလဲအာယုံပြုတတ်စေခြင်းတယ်နော်မြတ်စွာဘုရားအလုံးစုံကိုသိတယ်လို့ဝန်ခံတယ်အဲ့ဒါကိုဘယ်လူဘယ်နဲ့ဘယ်မှာကမှဘာလေးတော့မြတ်စွာဘုရားမသိပါဘူးလို့လာပြီးတော့ထောက်ပြပြောဆိုနိုင်တာမရှိဘူးဒါကြောင့်မြတ်စွာဘုရားစိတ်ဟာအမြဲတမ်းရေးခြင်းဟုတ်လားအာသောတရားကုန်ပြီလို့ဝန်ခံတဲ့မြတ်စွာဘုရားကိုဘယ်အာသောတရားလေးဘယ်ကိလေသာတရားလေးဘယ်အကုသိုလ်လေးတော့ရှိပါသေးတယ်လို့လာပြီးတော့အကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ပြောနိုင်တာမရှိဒါကြောင့်မြတ်စွာဘုရားရေးခြင်းနောက်သရုဒ္ဓအချက်ကြတော့မပြောတော့အန္တရာယိကဓမ္မဒီတရားတွေဒီပုံစံဒီနေတာမျိုးဒီပြောတာမျိုးဒီတွေးတာမျိုးဒါမျိုးမလုပ်နဲ့ဒါမျိုးလုပ်ရင်မင်းတို့ဒုက္ခရောက်လိမ့်မယ်အန္တရာယ်ရှိဒီတရားလက်ရှိတန်လန်းနဲ့မင်းတို့တရားကျင့်ရင်တရားမရနိုင်ဘူးအန္တရာယ်ရှိတယ်ဒီတရားတွေကအန္တရာယ်ရှိတယ်မကောင်းတဲ့တရားတွေလို့မြတ်စွာဘုရားဟောထားတာရှိတယ်အဲ့ဒါကိုအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ကိုတော်ကအန္တရာယ်ရှိတယ်လို့ဟောပြတော့တကယ်တမ်းတော့အန္တရာယ်မရှိပါဘူးလို့ဘယ်လူဘယ်နဲ့ဘယ်မှာကမှအကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့လာပြီးတော့ထောက်ပြပြောဆိုနိုင်တာမရှိဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားကြောက်ရွံ့ခြင်းကင်းရေးတဲ့ကောင်းရနော်အန္တရာယိကဓမ္မနောက်တစ်ခုကတမ္မာဒုက္ခခယကောင်းစွာဆင်းရဲဒုက္ခကိုကုန်ခန်းစေတဲ့တရားမြတ်စွာဘုရားဟောတယ်။နေယန္တိကဓမ္မလို့လည်းခေါ်တယ်။ဒုက္ခတွေကနေလွတ်မြောက်သွားဖို့တော့မြတ်စွာဘုရားတရားဟောတယ်။အဲ့ဒီမြတ်စွာဘုရားဟောတဲ့ဒုက္ခငြိမ်းချောင်းကောင်းစွာဒုက္ခကုန်ခန်းကြောင်းတရားကိုဒီတရားကောင်းစွာဒုက္ခကုန်ခန်းစေတဲ့တရားမဟုတ်ပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်လုံလုံနဲ့ဘယ်လူဘယ်နဲ့ဘယ်ပြမာကမှလာပြီးတော့မြတ်စွာဘုရားကိုစောတကတက်နိုင်တာမရှိဘူး။ဒါကြောင့်မြတ်စွာဘုရားအကြောင်းဝင်ခြင်းကင်းရဲတဲ့နဲ့နေရတယ်။နော်တမ္မာဒုက္ခခယလို့ပြောတော့ဘုန်းကြီးကဒီမှာလမ်းလာတော့ကိုခိုင်စောကြီးကိုမေးဒီမှာဘုရားဘာသာဘယ်လောက်ရှိတော့ဒီနိုင်ငံမှာလူကြီး30တန်း3တန်း30ကျော်ရှိတယ်နော်အဲ့ဒါဟိန္ဒူက81ရာခိုင်နှုန်းဘုရားဘာသာ8ရာခိုင်နှုန်းအဲ့ဒီ8ရာခိုင်နှုန်းသောဘုရားဘာသာဒီထေရဘာသာမဟုတ်မဟာယာနအဲ့ဒါမဟာယာနဆိုတာဘယ်လိုဟာတော့အများကြီးစဉ်းစားတဲ့အကောင်းနော်မဟာယာနဗုဒ္ဓဘာသာဆိုတာဘယ်လိုဟာတော့တကယ်မြတ်စွာဘုရားသိသိချင်းနဲ့အ내အဓိပ္ပာယ်တွေကိုသိတဲ့နေရာမှာထေရဝါဒနဲ့ထပ်တူကြသလားဒါတွေအများကြီးစဉ်းစားတဲ့အကောင်းတယ်ဒါတမ္မာဒုက္ခခယကိုဒီစကားလုံးလေးပြောရင်းနဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကတမ္မာဒုက္ခခယကောင်းစွာဒုက္ခကိုကုန်ခန်းစေတယ်ဆိုတဲ့အပိုင်းမှာသူတို့ယုံကြည်ထားတာသူတို့နားလည်ထားတာကဘယ်လိုတော့ဘုန်းကြီးတို့အများကြီးလေ့လာတဲ့အဲ့ဒီကိစ္စဟုတ်လားအဲ့တော့ပြောရင်တာကဒါမြတ်စွာဘုရားမွေးဖွားတဲ့နေရာပဲဒါမြတ်စွာဘုရားရဲ့တန်မိုးကိုနားလည်တဲ့ပုဂ္ဂိုလ်သိတဲ့ပုဂ္ဂိုလ်တွေကတော့အမျက်တနိုးထားပြီးတော့လာကြည့်ကြတယ်ပေါ့နော်ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ဘာတော့တာမန်ပဲပေါ့ဟုတ်တယ်မဟုတ်လားဒါဘာမှတော့စိတ်မကောင်းဖြစ်เสียအကြောင်းတော့မရှိပါဘူးဒီလိုပါပဲဟုတ်လားအဲ့ဒီမှာစိတ်မကောင်းဖြစ်တာလေးတစ်ချက်ကအဲ့ဒီဗုဒ္ဓဘာသာဆိုတဲ့800ခိုင်နှုန်းသောလူပါဘောဘလို့တုံးဆိုတာလေးကိုကိုကြီးကနည်းနည်းစိတ်ဝင်စားရတော့နော်အဲ့ဒါကိုစိတ်ဝင်စားရတယ်ဟုတ်လေကျန်တဲ့ဘာသာမတူတာဆိုတာတော့မတတ်နိုင်ဘူးပေါ့နော်ဘာသာတူပါတယ်ဆိုတာကိုကတော့တကယ်လေးနဲ့တဲ့အဓိကကြတဲ့အမှန်တရားတွေမှာနားလည်မှုတူကြတာဟုတ်ရဲ့လားသူတို့နားလည်ထားတာအမှန်တရားပေါ်မှာနားလည်တာဟုတ်ရဲ့လားဆိုတဲ့တန်တရားပေါ့ဘုန်းကြီးစိတ်ထဲမှာဟုတ်လားအဲ့တော့ပြောရင်တာကကို့မှာဒီထေရဝါဒမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေကိုမူရင်းအတိုင်းမပြတ်မယွင်းလိလာခွင့်လိုက်စားခွင့်ရတာကတကယ်တမ်းကအကြီးမားဆုံးသောအခွင့်အရေးအဲ့တော့အကြီးမားဆုံးသောကောင်းမြတ်ခြင်းလို့ဘုန်းကြီးကအဲ့လိုပြောတယ်ဟုတ်လားအဲ့ဒါမသိဘူးဆိုလို့ရှိရင်တော့ဗမာပြည်မှာဖြစ်ပြီးတော့ထေရဝါဒလို့အဲ့ဒီခေါင်းစဉ်အောက်မှာနေတော့လည်းပဲဘာမှသိပြီးတော့ကောင်းတယ်လို့မဆိုနိုင်မြတ်စွာဘုရားရဲ့ဒေသနာတွေမြတ်စွာဘုရားသိသိခြင်းနဲ့အ내ဒိဗေတွေကိုပိုင်နိုင်တော့ဒေသနာတွေကိုအခြေခံပြီးတော့သိတဲ့မြင်တဲ့ဉာဏ်ဘာမှမရှိဘူးဆိုရင်တော့ဘုရားနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အနေအထားဘာမှမဟုတ်သေးဘူးလို့ပဲပြောရမှာဟုတ်တယ်မဟုတ်လားအခုဘုန်းကြီးပြောလိုက်တယ်နော်ခုနကတော့မြတ်စွာဘုရားအံ့ဩစရာကောင်းတယ်ဆိုတာကိုဘယ်ရှုတော့ကနေမြတ်စွာဘုရားပြောထားတယ်လေဒါလေးကိုဘုန်းကြီးကမြင်စေချင်တာအများစုက
ထူးခြားတယ်ဆိုရင်ဩ तू ကဖះပဲကွာတို့ကလူပဲကွာဟုတ်လားနော်ဒီအချိန်လေးလောက်ပဲမြင်တာမို့လားတကူပြမယ်မြေရှို့မယ်မူးပြန်မယ်မဖြစ်နိုင်ဘူးလို့ပါမန်လူတွေမဖြစ်နိုင်တော့တဲ့ကိစ္စတွေကိုလုပ်ပြနိုင်စွမ်းရှိတာကိုပဲဖះဆိုတဲ့အမြင်နဲ့မြင်ရမှာကိုခုမြတ်စွာဘုရားမြင်ပြတာတဲ့ဘယ်လောက်လင်းတဲ့တယ်ဟုတ်တယ်မို့လားလောဘနဲ့ပြောတဲ့တရားတွေလောဘကင်းကြောင့်တရားဟောလိုက်တော့ဒီဘက်ကိုစိတ်ဝင်စားအောင်ငါဆွမ်းဆောင်လိုက်တယ်ဒါကြောင့်ငါဟာအံ့ဩစရာကောင်းတယ်လို့ပြောင်းလဲတယ်ဆိုတာကိုပြောရနော်မာနနဲ့ပြောတဲ့တရားတွေမာနထဲမှာမပြောငါဆွမ်းဆောင်နိုင်တယ်ဟုတ်လားအပူထဲမှာပြောရတဲ့တရားတွေအေးချမ်းမှုမှာစိတ်ဝင်စားလာအောင်ငါဆွမ်းဆောင်နိုင်တယ်မသိမှုမှာပြောတဲ့တရားတွေကိုသိလာအောင်ငါလုပ်ပေးနိုင်တယ်အဲ့ဒါဒီပင်လေမြတ်စွာဘုရားရဲ့ထူးခြားခြင်းလို့မြတ်စွာဘုရားပြောခြင်းတယ်ဘုန်းကြီးကလေးလေးနက်နက်ပဲသိသေးခြင်းတာအပေါ်ယံတွေလောက်သိတာကတော့သိကြိုးစားစရာမလိုဘူးလေအဲ့ဒါကတော့မွေးရစပြီးတော့ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့သူထိုက်တဲ့နော်သိမြင်နားလည်မှုတွေကတော့ရလာမှာပဲဒီလိုလေးလက်တဲ့အကြောင်းအရာမျိုးတွေကိုမှန်မှန်ကန်ကန်သိနိုင်ဖို့မြင်နိုင်ဖို့ဆိုတာကြတော့ဘာလို့ဖို့လိုရတော့အများကြီးအဆိုင်ဖို့လိုလာပြီကိုယ်စိတ်ကလည်းဒီဥစ္စာကိုသိလို့စိတ်တွေအများကြီးထက်သန်လာဖို့လိုလာပြီဟုတ်တယ်မဟုတ်လားအဲ့ဒါအခုဘုန်းကြီးကဘယ်ကနေစကားပေါက်ထွက်သွားတာလို့ဟောမြတ်စွာဘုရားကြောက်ရွံ့ခြင်းခင်ရဲတင်းအဲ့လိုပုဂ္ဂိုလ်မျိုးဘာလို့ကြောက်ရွံ့ခြင်းခင်ရဲတင်းတာတော့အလုံးစုံကိုသိတယ်လို့ဝန်ခံတဲ့ငါ့ကိုဘာမသိဘူးဘာလေးတော့မသိပါဘူးလို့သူကပြောနိုင်ဘူးကိလေသာအတော်ကုန်ပြီလို့ဝန်ခံတဲ့ငါ့ကိုဘယ်ကိလေသာအတော်လေးတော့ကြံပါသေးတယ်လို့သူမှမထောက်ပြနိုင်ဘူးတကယ်တော့သူခိုင်မာလို့ပေါ့အဲ့ဒါတည်းအားရစရာကောင်းတယ်ဘုရားဘာသာဖြစ်ရတာဟုတ်တယ်မဟုတ်လားဒါအန္တရာယ်ရှိတယ်လို့ပြောထားတဲ့အရာကိုအန္တရာယ်မရှိပါဘူးလို့ဘယ်သူမှဒါကိုပြောနိုင်တကယ်ရှိတာတော့မလုံးနဲ့ဒီသဘောပြောတာနော်ဒါလွတ်မြောက်ကြောင်းတရားဒါဒုက္ခငြိမ်းချမ်းတရားလို့ခေါ်တာဒုက္ခငြိမ်းချမ်းတရားလွတ်မြောက်ကြောင်းတရားမဟုတ်ပါဘူးလို့ဘယ်သူမှမပြောနိုင်ဒီသဘောလေးကိုပြောတာအဲ့ဒါကြောင့်မြတ်စွာဘုရားအလွန်ခိုင်မာနေတယ်သူကတကယ်ကိုသစ္စာကိုတကယ်သိပြီးတော့ဒါကိုအဆုံးစွန်မြတ်စွာဘုရားကြည်ပြီးဆုံးဉာဏ်ပညာနဲ့နားလည်မှုရသွားဒီသဘောလေးဉာဏ်မြင်နားလည်ဒါကြောင့်မြတ်စွာဘုရားရဲ့စိတ်ဟာကြောက်အောင်ခြင်းခင်ရဲတဲ့ဒါဘုန်းကြီးတို့ကဒီအကြောင်းအရာမျိုးလေးတွေကိုနားထောင်လိုက်ရတဲ့အခါမှာစိတ်ထဲမှာကိုယ်လည်းမဖြစ်လာရဲရင်လာဘာရဲရင်လာဆိုတို့ကအမှန်တရားကိုနားလည်အောင်လုပ်နေတာနော်တို့အမိပြုထားတဲ့တို့ဆရာတင်ထားတဲ့အရာကအမှန်တရားကိုပဲပြောတာဒုက္ခငြိမ်းချမ်းကိုပဲပြောတာဒါကြောင့်တို့ကအလွန်မှကိုပဲနော်အရာသာရှိတယ်ဒီလိုအနေအထားမျိုးလေးမှာဖြစ်တည်ခွင့်ရတာအလွန်မှအရာသာရှိတယ်ဆိုတဲ့ခံစားချက်ရလာတယ်ဒီသဘောကိုပြောတာဟုတ်လားအဲ့ဒါမှသာလေအခုမြတ်စွာဘုရားမွေးတဲ့နေရာလာကြည့်တယ်ဆိုတော့ဘုရားဒီလိုထူးခဲ့တဲ့ပုဂ္ဂိုလ်လို့မြင်မှအရသာလည်းပို့ပြီးတော့ရှိမယ်ဟုတ်တယ်မဟုတ်လား